မေလာ3ရက်နေ့2026ကအခုချိန်ထိကျွန်တော်တို့ရဲ့အမေစုသတင်းရပါတော့တက်ရှိတင်စားရှိချောင်းထုတ်ပြပေးပါလို့အခုချိန်ထိကျွန်တော်တို့ကဘာသတင်းစာနာမှမရသေးပါဘူးခင်ဗျာဒါကိုလူတစ်ဖက်တချို့ကပေါ့နော်ဖေပိတ်ငင်းနေကြတယ်အမေစုကမရှိတော့ဘူးဟိုလော်ခဲတဲ့နေ့ကြော်လာကမရှိတော့တာခမများတို့လေတည်ရလေလိုက်ဖုံးအောင်လိုက်လုပ်တယ်ပေါ့နော်အမှန်တကယ်တည်အမှန်ကအမေစုကဘယ်မှာရောက်နေမှမသိဘူးကျွန်တော်တို့မထောက်ပြသေးဘူးအဲ့ဒါကျွန်တော်တို့ကထောက်ပြအောင်ကျွန်တော်တို့ကတင်ပြတယ်ကျွန်တော်တို့စန္ဒတွေပြတယ်ကျွန်တော်တို့အမေစုသားကိုထိတ်နေကိုတိုင်းတောင်းဆိုထားတဲ့စန္ဒလေးတွေထုတ်ဖို့ထုတ်ပြဖို့အတူတူဝင်းရမဲ့စားကိုမဝင်းရဘဲနဲ့စစ်တပ်ကသူတို့ကိုပို့လာပါတယ်အမေစုကမရှိတော့နှစ်ကြော်ပြီဟောဘာလဲခမများတို့ကဒီစစ်တပ်နဲ့တဖွဲ့တယ်လားခမများတို့တော်လာရေးလုပ်တယ်ပြောပြခမများတော့ဒီစစ်တပ်နဲ့တဖွဲ့တယ်ပူပေါင်းနေတယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေထမင်းစားတယ်တွေးကြည့်ပါတွေးတက်ပါ तू ကဘာကောင်လဲလို့ကျွန်တော်တို့ကဖြေမှသိသွားပြီเนาะဒါကြောင့်မို့ကျွန်တော်တို့အမေဆိုအခုချိန်ဒီတက်ရှိထင်ရှားရှိသေးလားမရှိသေးလားကျွန်တော်တို့ထုတ်ပြပေးဖို့တောင်းဆိုနေတာပေါ့နော်အခုချိန်ဒီလည်းတောင်းဆိုနေသူရဲ့အမေစုသားကိုယ်တိုင်ဘာမှလည်းတိတိကျကျမသိရသေးဘူးအမေစုနဲ့လည်းစကားပြောခွင့်ပေးမရပုတ်တပုတ်တာမှမရသေးဘူးမတွေ့ခွင့်မရှိသေးဘူးเนาะအဲ့ဒါကိုသူတိတ်ထားတဲ့အမေစုသားကိုယ်တိုင်ကောက်မှာအဲ့ကျွန်တော်တို့ပြည်သူတွေပေါ့နော်ထမင်းစားတယ်เนาะငွေးလာခဲ့ထမင်းစားတာမော်စားတဲ့သူတိုင်းကုန်လုံးတိတယ်ဒါပဲကျွန်တော်ပြောတော့မယ်အများများပြောရင်အမားတွေပါသွားလို့ရှိရင်ကျွန်တော်လူတွေကတဝိုင်းဝိုင်းကြိုက်မှာဒါကြောင့်မို့ကျွန်တော်တို့အမှန်တရားပြောတာဒါပေမဲ့မကြောက်ပါဘူးဒါပေမဲ့အုံနောက်မဆုပ်ချင်ဘူးခေါင်းမဆုပ်ချင်ဘူးအမှန်တရားခါလို့ပြောလို့လည်းမရောပြောလို့လည်းမရမရှိတော့ live ပေါ်မှာဖိတ်ပိတ်နေပြီးတိတ်អော်နေတဲ့ကောင်တွေကိုတိဖို့တာလားပြောတာ